မေစုဖြစ်စေခြင်းနဲ့မြန်မာနိုင်ငံတော်ကြီးမေစုမြင်ခြင်းနဲ့မြန်မာနိုင်ငံတော်ကြီးမကြခင်မှာနိုင်ငံအသစ်ဖြစ်ထွန်းရေးအတွက်မေစုကြမ်းကြမ်းမာမာနဲ့ကျွန်တော်တို့ဒူတွေသားတွေမြည်တွေနဲ့တူတူပြန်ဆုံဖို့လိုပါတယ်မေစုကြမ်းမာအောင်နေပေးပါတောကပြပါတာဘေးမတမ်းမဲ့လောကမှာထာဝရအေးချမ်းကြပါစေရန်သူမျိုး၅ပါးရန်ကလည်းမေစုအမြင့်ပြည်သူကိုနေ့စဉ်ရက်ဆက်လေရင်နဲ့ဘုံကျဲဒီလိုမျိုးစစ်ရာဇုံမှုတွေအများကြီးကျူးလွန်နေတဲ့စစ်တပ်ကိုကိုကထောက်ခံနေတဲ့ဝင်းရံနေတဲ့ဆိုရင်တော့မင်းဟာကိုယ်နိုင်ငံကိုတစ္ဆာဖောက်တာပဲကိုယ်လူမျိုးကိုတစ္ဆာဖောက်တာပဲကိုယ်မျိုးဆက်ကိုတစ္ဆာဖောက်တာပဲကိုတစ္ဆာဖောက်တာပဲကိုတန်ဖိုးထားတဲ့အမှုပညာကိုတစ္ဆာဖောက်တာပဲစစ်ရာဇဝဲကောင်တွေဖြက်စီးတက်ဖြက်မီးရှို့လို့ပျက်စီးသွားတဲ့ဆုံးရှုံးသွားတဲ့အသက်တွေဘဝတွေအနာဂတ်တွေအများကြီးပဲလူသားတယောက်ရဲ့ဖြစ်ခွင့်လူသားတယောက်ရဲ့ရပိုင်ခွင့်ကိုအပြည့်အဝရခြင်းနဲ့ဆိုလို့ရှိရင်တော့အာဏာရှင်ကိုစန့်ကျင်မှဖြစ်လိမ့်မယ်အကြောက်တရားကနေယုံထွက်ပါအကြောက်တရားယုံထွက်နိုင်အောင်ကြိုးစားပါစစ်ရာဇဝဲကောင်တွေဖြက်စီးတက်ဖြက်မီးရှို့လို့ပျက်စီးသွားတဲ့ဆုံးရှုံးသွားတဲ့အသက်တွေဘဝတွေအနာဂတ်တွေအများကြီးပဲလူသားတယောက်ရဲ့ဖြစ်ခွင့်လူသားတယောက်ရဲ့ရပိုင်ခွင့်ကိုအပြည့်အဝရခြင်းနဲ့ဆိုလို့ရှိရင်တော့အာဏာရှင်ကိုစန့်ကျင်မှဖြစ်လိမ့်မယ်အကြောက်တရားကနေယုံထွက်ပါအကြောက်တရားယုံထွက်နိုင်အောင်ကြိုးစားပါ